နောက်ကွဲသတင်းတွေထွက်လာပြီးစင်ကာပူမှာခရိုနီတတိတယောက်နဲ့ဒိနေရလို့သတင်းတွေထွက်ပေါ်နေတဲ့ရှင်ဝရီလင်မို့မင်္ဂလာပါပရိသတ်ကြီးရှင်အခုတင်ဆက်ပေးမယ့်ကြောင်းရာလေးကတော့ခင်မုန်းဖြစ်သူနဲ့လွန်ခဲ့တဲ့လပိုင်းမှာကွာရှင်းပြည့်စဲထားပြီးမကြသေးခင်မှာပဲမြန်မာခရိုနီတတိတဦးနဲ့ဒိတ်တီတဲ့ပုံတွေထွက်ပေါ်လာနေတဲ့ရှင်ဝရီလင်မို့ရဲ့ကြောင်းလေးကိုဖော်ပြတင်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်မင်းသားစီရှင်ဝရီလင်မို့ရဲ့လှပကေးသမီးကြီးလေးရှင်ဝရီလင်မို့ကတော့သူမရဲ့အိမ်နာကွဲသတင်းတွေနဲ့ကြရက်ထပြီးလာပိုင်းကြာမှာပဲသူမရဲ့ဒေတင်သတင်းနဲ့ပရိသတ်တွေကိုအံ့ဩအောင်လုပ်လိုက်ပြန်ပါပြီ။လက်ရှိဩစတြေးလျနိုင်ငံမှာနေထိုင်နေတဲ့ရှင်းဝင်လီမိုကသူမရဲ့အိမ်နာရေးပြဿနာတွေဖြစ်ပွားပြီးသူမရဲ့သားလေးနဲ့သူမရဲ့မိသားစုကိုပဲလေးထားကဘဝကိုပုံမတိတ်ပဲရှောင်ဖြတ်တန်းနေတဲ့ဆိုတဲ့အကြောင်းပရိသတ်တွေကိုသူမရဲ့ live မှာ sharing လုပ်ထားခဲ့တာဖြစ်ပြီးသူမရဲ့ social media မှာလည်းအလားတပုံလေးတွေတင်ကပျောက်ရွှင်စာနဲ့အကောင်းဆုံးစူးစမ်းနေခဲ့တာကိုပရိသတ်တွေတွေ့မြင်ရမှာပဲဖြစ်ပါရီ။ပရိသတ်တရားလေးငယ်ရွယ်သေးတဲ့အချိန်မှာအိမ်အောင်ကွဲသွားခဲ့တဲ့သူမရဲ့ဘက်ကနေအကောင်းဆုံးအထင်ထားဖို့များစွာရည်တည်ပေးခဲ့ကြရတဲ့ဖြစ်ပါရီရှင်ဝင်းနေမောကစေကျော်သိရွှေတခုမှပဲအိမ်အောင်ပြုတ်သွားကပရိသတ်ရဲ့အသေးကိုခွဲသွားခဲ့ပေမယ့်ပရိသတ်တွေကတော့သူမအိမ်အောင်ကျသွားသေးတဲ့တိုင်အောင်ဆက်လက်အားပေးမှုတွေပြုလုပ်ခဲ့ကြတာပါအင်အောင်ခွဲချိန်မှာသူမဘက်ကနေရှက်တီပေးခဲ့ကများစွာအားပေးစကားပြောခဲ့ကြတာပါဒီလိုပရိသတ်ရဲ့အားပေးမှုတွေပြေဝါရရှိထားတဲ့ရွှေလီမိုဟာအခုချိန်မှာလည်းသူမရဲ့ချီသတင်းနဲ့ပရိသတ်ပရိသတ်တွေရဲ့တဲကိုထပ်မံခွဲခွဲပြန်ပြီးဖြစ်ပါရီရွှေလီမိုရဲ့ဒီသတင်းဟာနိုင်ငံသားမှနေထိုင်နေတဲ့မြန်မာလူမျိုးတွေစီကနေပြန့်နှံ့လာခဲ့တာဖြစ်ပြီးတော့ရွှေလီမိုရဲ့မြန်မာပြည်ရဲ့ဒိတ်ကျဲခရိုနီတတိတူဖြစ်တဲ့နေရွှေသေးအောင်တို့စားတောက်ဆိုင်တစ်ခုကနေတူတူထွက်လာကြပြီးကြည်နူးနူးရှိနေကြတာကိုမြင်တွေ့ကြရတာဖြစ်ပါရီအဲ့တွေပြီးပါရမြန်မာတွေကရွှေဝင်လင်မုံနဲ့နေရွှေသေးအောင်တို့တွဲနေကြပြီဆိုတဲ့သတင်းကိုအွန်လိုင်းပေါ်မှာလာရောက်မျှဝေကြရင်းနဲ့ဒီတင်းကပြန့်နှံ့လာခဲ့တာဖြစ်ပါတယ်။ရွှေဝင်လင်မုံကတော့သူမရဲ့ယခုထွက်ရှိနေတဲ့ချစ်သတင်းနဲ့ပတ်သက်ပြီးတစုံတရာအတီးပြုဖြည့်ရှင်းပြောကြားတာမျိုးပြုလုပ်ခြင်းမရှိသေးပေနေရွှေသေးအောင်နဲ့ချစ်ကြိုက်နေပြီဆိုတဲ့သတင်းတွေဟာဆက်လက်ပြန့်နှံ့လျက်ရှိနေတာပါ။ပရိသတ်တွေကတော့ရွှေဝင်လင်မုံဖြည့်ရှင်းတာကလည်းဒီသတင်းကမှန်ကန်ကြောင်းဝန်ခံနေတဲ့ပြည်မှုတစ်ခုပဲဆိုပြီးတော့ပြောဆိုနေကြတာပါ။အချို့ပရိသတ်တွေကတော့နေရွှေသေးအောင်နဲ့ရွှေဝင်လင်မုံကအသက်10နှစ်ကျော်กว่าဟာတလို့ခရိုနီတိုင်းဝိုင်းတွေကလူတွေဖြစ်ကြတဲ့အတွက်စီးပွားရေးပါဒနာမျိုးဒါမှမဟုတ်မနမဆက်ဆံရေးမျိုးလေးဖြစ်နိုင်တယ်လို့ခံမှန်းပြောဆိုခဲ့ကြတာပါ။အချို့တွေကလည်းရွှေဝင်လင်မုံနဲ့နေရွှေသေးအောင်တို့သတင်းသာမှန်ကန်ခဲ့ရင်ရွှေဝင်လင်မုံတွေဝန်တာဆရာပါပဲ။နေရာလုံးကလိုက်ဖက်ကြရင်ကလေးတယောက်မေးဖြစ်နေပေမဲ့သူမရဲ့အလားကြောင့်ဒီလိုဒေဒေကျဲလူမျိုးကတောင်မှစိတ်ဝင်စားချစ်ပေးတာခံရတာဆိုပြီးတော့ဝင်ရောက်မဲ့ချက်ပြုပြောဆိုကြတာကိုတွေ့ရတာပဲဖြစ်ပါရီ။အချို့ကတော့တားဖြစ်သူတွေတနာရီအဖိုးရင်ဖွားရည်နဲ့ပဲကြီးတီတီဆက်နေရမယ်ပုံမဲဆိုပြီးတော့ပြောဆိုခဲ့ကြတာပါ။ပရိသတ်ကြီးရောကွာရှင်းပြဲဆဲပြီးမကြခင်မှာပဲဒေဒေကျဲခရိုနီတထေနေရွှေသေးအောင်နဲ့ဒေဒေသတင်းတွေထွက်လာတဲ့ရွှေဝင်နေမှုပေါ်မှာဘယ်လိုမျိုးထင်မိလဲဆိုတာကွန်မန့်မှာရေးသွားပေးခဲ့ပါအောင်ရှင်။အားပေးနှဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီရင်းနှီးပညာရှင်တွေဒီနေ့နဲ့တူပြန်လာခဲ့ပါအောင်ရှင်။